ဟုတ်မင်္ဂလာပါကျွန်တော်ဒီတစ်ပတ်အတွက်ကမ္ဘာရွှေဈေးသုံးသက်ချက်လေးကိုကျွန်တော်ထပ်မံပြီးတော့မျှဝေချင်ပါတယ်ကျွန်တော်ကမ္ဘာရွှေဈေးကပြီးခဲ့တဲ့အပတ်ကျွန်တော်သုံးသက်ချက်ပြောခဲ့တဲ့အတိုင်းကျွန်တော်4200ဝန်းကျင်ထိတော့ဒါဈေးရရောက်ရှိခဲ့တယ်ပေါ့နော်အဲ့တော့ကျွန်တော်တို့ဒီနေ့ဒီတိုင်းကနေဖြစ်တဲ့အတွက်ကြောင့်ကျွန်တော်ပြီးခဲ့တဲ့တစ်ပတ်ကပိတ်သွားတဲ့ဈေးတန်းအနေအထားနဲ့ကျွန်တော်တို့ပြန်ကြည့်မယ်ပေါ့နော်စကြည့်မယ်အဲ့တော့ HUSD ရဲ့လက်ရှိ weekly time frame ရဲ့ market structure ကတော့ကျွန်တော်တို့အရှင်ဘက်ကပြောခဲ့လို့ပဲ downtrend market structure တွေမှာပဲဒါရှိနေသေးတယ်လက်တော်မှာdown weekly support ကနေမှဒါပေါင်းပြန်ဖြစ်ထားတဲ့သဘောတရားမျိုးနဲ့ကျွန်တော်ပြီးခဲ့တဲ့ဘက်မှာတော့ဒါ previous ရဲ့ကျွန်တော် weekly low for breakout ပြပြီးတော့မှဒါ full day candle နဲ့ဒါစီတက်ပိတ်ထားခဲ့တဲ့အနေအထားကိုတွေ့ရတယ်ပေါ့နော်အဲ့တော့လက်ရှိကျွန်တော် weekly ရဲ့ပိတ်သွားတဲ့ကျွန်တော်ပြီးခဲ့တဲ့တစ်ပတ်ပိတ်သွားတဲ့ weekly candle ရဲ့အနေအထားကိုကြည့်မယ်ဆိုရင်တော့ဒီတစ်ပတ်အတွင်းမှာဒါဈေးပြန်အတက်အားရှိနေသေးတဲ့ပုံစံဒါကန်နဲ့အရာကြည့်မယ်ဆိုရင်ဒါပြထားသေးတယ်။ Okay အဲ့တော့ကျွန်တော် daily time frame ရဲ့ market structure ကိုကြည့်အောင် daily time frame ရဲ့ကျွန်တော် market structure မှာကြည့်မယ်ဆိုရင်တော့ကျွန်တော်လက်ရှိဖြစ်ပေါ်နေတဲ့ကျွန်တော်အနည်းဆုံး current trend အောင်ဒါပြီးခဲ့တဲ့ဘက်ကပြောထားလို့ပဲဒီမှာကျွန်တော် previous swing low level ကို market ဒီ break out ဖြစ်ထားတဲ့အနေအထားကိုတွေ့ရတယ် break out ဖြစ်ပြီးတော့မှလက်ရှိမှာကျွန်တော်တို့pullback level တစ်ခုအနေနဲ့ဒါဈေးပြန်လဲတက်ထားတဲ့အနေအထားတွေ့ရတယ်ပေါ့နော်အဲ့တော့လက်ရှိဖြစ်နေတဲ့market structure ကြတာ daily မှာလည်းဒါ downtrend market structure တွေမှာပဲရှိနေသေးပြီးတော့မှပြီးခဲ့တဲ့တစ်ပတ်တာအတွင်းတက်ခဲ့တဲ့အတက်ဒီလက်ရှိ daily downtrend ရဲ့ကျွန်တော် retracement level တစ်ခုအနေနဲ့ဒါဟိုပြီးသွားပြီလားဆိုတဲ့အနေအထားကိုကျွန်တော်တို့ကြည့်ဖို့လိုရပါတော့လက်ရှိကျွန်တော် daily မှာစတိုက်တက်ထားခဲ့ပြီမဲ့ကျွန်တော်တို့ဒီတောက်ကြနေစေကွက်ပိတ်ထားတဲ့အထဲမှာတော့ဒီသူ့ရဲ့ voltage can တွေကဒါနည်းနည်းပုံမှန်တန်အာရော့နေတဲ့အနေအထားတစ်ခုတော့မြင်တွေ့ရပြီးတော့မှကျွန်တော်လက်ရှိအနေအထားမှာတော့စေကွက်ဒီအကြဘက်ကိုဒါပြန်လာနေတဲ့ပုံစံမြင်တွေ့ရတယ်။ Okay အဲ့တော့ကျွန်တော်တို့ daily time frame ရဲ့လက်ရှိအနေအထားမှာကျွန်တော်တို့တတိထားကြည့်ရမယ့်ကျွန်တော်တို့SR level အရာပြောမယ်ဆိုရင်ကျွန်တော်တို့ဒီ4330ပေါ့နော်ဒါပြီးခဲ့တဲ့တစ်ပတ်က final target အနေနဲ့ပေးထားတဲ့4330ကတော့ရှောက်တော့မရောက်ခဲ့ပေါ့နော်ကျွန်တော်ဒီမှာ4200ဝန်းကျင်ထိပဲရှောက်ခဲ့တဲ့အနေအထားတွေ့ရတယ်အဲ့တော့လက်ရှိ day time frame ကြီးကျွန်တော်တို့ key R level ကြည့်မှဆိုကျွန်တော်4330ကျွန်တော်4300ကျွန်တော်80ဆိုတဲ့ဒါဈေးတန်းတွေကိုဒါကျွန်တော် day time frame ရဲ့ key R level အနေနဲ့ကျွန်တော်တို့မြင်တွေ့ရတယ်key support အနေနဲ့ပြောမှဆိုရင်ဒါလက်ရှိမှာတော့3950ကဒါလက်ရှိ daily ရဲ့ကျွန်တော်တို့ support level တစ်ခုအနေနဲ့ဒါရှိနေတယ်ပေါ့နော်။ Okay အဲ့တော့ market တွေလက်ရှိ daily ဒါ data ဆောင်ကြည့်ရမယ့်ဈေးတန်းတွေဖြစ်တယ်။အဲ့တော့ကျွန်တော်4 hour time frame လောက်ရဲ့ market structure ကိုကြည့်မယ်။ Okay 4 hour time frame ရဲ့ကျွန်တော်တို့ overall market structure ကတော့ကျွန်တော် down trend မှာရှိနေပြီးတော့လက်ရှိမှာ pullback level ကိုအနေနဲ့ကျွန်တော်ဒီနာ key level မှာ4 hour ရဲ့ key level မှာ market တွေ reject ရှင်အနေထားနဲ့ပြပြီးတော့လက်လုံးမှာတော့ဈေးတကျပုံစံလေးဒါပုံဖော်နေတယ်ပေါ့နော်ပုံဖော်နေရတွေ့ရတယ်။ဒီအဲ့တော့ကျွန်တော်4 hour time frame ရဲ့level ရကြည့်မှဆိုရင်ဒါ daily time frame ရဲ့ level နဲ့ကျွန်တော်နေရာလေးဖြစ်တဲ့အတွက်ကြောင့်မို့တော့4 hour ရဲ့ကျွန်တော်key R level S level ကိုတော့ကျွန်တော်ထပ်ပြီးတော့မရှိတော့ daily time frame higher time frame ရဲ့ကျွန်တော်တို့ key level တွေကိုပဲကျွန်တော်အဓိကထားပြီးတော့မှဒီမှာကျွန်တော်သုံးမယ်ပေါ့နော်။ Okay အဲ့တော့လက်ရှိဖြစ်ပေါ်နေတဲ့ current ပေါ့နော်ကျွန်တော် overall ကတော့ကျွန်တော် down trend structure မှာရှိနေတယ်ဒါပေမဲ့ကျွန်တော်လက်ရှိဖြစ်ပေါ်နေတဲ့ current market structure လေးအရကြည့်မယ်ဆိုရင်ရှိမှရှိတဲ့ကျွန်တော် swing low level တခုကိုကျွန်တော် fall break out အနေနဲ့ share နဲ့ fall break out ပြထားပြီးတော့မှ market တွေလက်ရှိမှာ advanced structure တခုကိုဒါထပ်ပြောင်းထားတဲ့အနေအထားတစ်ခုကိုတွေ့ရတယ်ပေါ့နော်အဲ့တော့ဒီမှာဆိုရင်ကျွန်တော်တူးတဲ့advanced ကိုဆက်တော့သွားမယ်ဆိုရင်တော့သူဒီ pullback level တစ်ခုအနေနဲ့ဒါပြန်လာယူဖို့ရှိတယ်ပေါ့နော်ကျွန်တော်ပြန်လာယူဖို့ရှိတယ်အဲ့တော့4 hour time frame ရဲ့ကျွန်တော်အနီးဆက်ဆိုကျွန်တော်တို့ဝင်ကျင်နေတာချိန်မှာဆိုရင်ကျွန်တော်ဒီနေရာမှာကျွန်တော်တို့support level တစ်ခုဒါရှိနေတဲ့အနေအထားကျွန်တော်တွေ့ရပါတော့ဒီနေရာမှာကျွန်တော်တို့မှာ support level တစ်ခု
ကျွန်တော်တို့ပုံပေါ်ထားတယ်အကယ်၍ market ဒီ advanced structure တစ်ခုကိုဆက်လက်သွားဖို့အတွက် swing low level တစ်ခုအနေနဲ့ကျွန်တော်အချိန်ပြန်ယူမယ်ဆိုရင်ကျွန်တော်ဒီ4085ဝန်းကျင်ကဒါကျွန်တော်တို့အတွက်နောက်ထပ်ဖြစ်လာမယ့် higher low ကျွန်တော်တို့ swing low level တစ်ခုအနေနဲ့ကျွန်တော်တို့ဟို buy aware order ကျွန်တော်တို့စောင့်လို့ရမလားဆိုတဲ့နေရာဒီနေရာမှာကျွန်တော်တို့စောင့်ကြည့်ဖို့လိုတယ်ဒီနေရာမှာbullet reversal ပြခဲ့မယ်ဆိုရင်တော့ကျွန်တော်ဒီနေရာဒီမှာဒါ live ပြီးတော့မှကျွန်တော်တို့aware entry ကျွန်တော်တို့ဝယ်လို့ရမယ် okay ဒါဒီလက်ရှိဖြစ်ပေါ်နေတဲ့ဒါ4 hour time frame ရဲ့ market structure က at trend တစ်ခုတော့စနေအစပြုနေပြီအဲ့တော့ at trend တစ်ခုကိုဆက်လက်သွားဖို့အတွက်နောက်ထပ်ကျွန်တော်တို့ higher low level တစ်ခုပုံဖော်ဖို့လိုအပ်နေတဲ့ဖြစ်တဲ့ကြောင့်ကျွန်တော်တို့ဒီentry ဝင်မယ်ဆိုရင်ကျွန်တော်တို့ treatment level တစ်ခုတော့ကျွန်တော်တို့စောင့်ကြည့်တဲ့နေပေါ့နော် okay အဲ့တော့ကျွန်တော်1 hour time frame ရဲ့ market structure လေးကိုကျွန်တော်ထပ်ပြီးတော့ကြည့်တယ်အောင်1 hour time frame ရဲ့ market structure မှာတော့ကျွန်တော်ဒီမှာ clear at trend တစ်ခုလက်ရှိသွားနေတဲ့ current trend ကိုပြောမှဆိုရင် clear at trend တစ်ခုကိုဒါသွားနေတဲ့အနေအထားတွေ့ရတယ်လက်ရှိမှာဒီရှေ့မှာရှိခဲ့တဲ့ previous swing high level တွေတခုကိုတော့ clear breakout မဖြစ်ဘဲနဲ့ကျွန်တော် fall breakout ပြပြီးတော့မှဒါဆိုတော့ဈေးဒီဆင်းနေတဲ့အနေအထားကိုဒါမြင်တွေ့ရတယ် okay အဲ့တော့အရှိတက်နေတဲ့အတက်မှာလည်းဒီ1 hour time frame မှာလည်း market တွေကျွန်တော် retracement level ကိုအနေနဲ့လာခဲ့ဖို့ကြည့်မယ်ဆိုရင်ကျွန်တော်ဒါ4 hour ရဲ့ဒီ support level တစ်ခုမှာကျွန်တော်တို့ကြည့်မယ်ဆိုရင်ဒါ1 hour မှာလည်းကျွန်တော်ဒီ level တွေဒီမှာကျွန်တော် infinite နဲ့ကျွန်တော်တို့စုံတစ်ခုကျွန်တော်ရှိတယ်ပေါ့နော်ကျွန်တော်ဒီနေရာမှာလည်း market တွေကျွန်တော်တို့RBS level တစ်ခုဒီနေရာမှာရှိတယ်အဲ့တော့ကျွန်တော်တို့အနေနဲ့ကဒီမှာ RBS နေရာရှိနေတယ်အဲ့တော့ကျွန်တော်တို့အနေနဲ့က1 hour time frame ကနေကျွန်တော်ကြည့်မယ်ဆိုရင်ကျွန်တော်တို့ဘိုင်ဖို့အတွက်ဘိုင်ယာတွေစောင့်တင်တဲ့ဈေးတန်းတွေကျွန်တော်100 sorry 4093ဝန်းကျင်နဲ့ကျွန်တော်တို့4083ဝန်းကျင်အတွင်းမှာ market တွေကျွန်တော် pullback တစ်ခုအနေနဲ့ပြန်လာပြီးတော့မှbullet reversal ပြခဲ့မယ်ဆိုရင်တော့ကျွန်တော်တို့အနေနဲ့ဒီနေရာမှာ buying setup တစ်ခုကိုကျွန်တော်တို့ရှာနိုင်တယ် okay အဲ့တော့ကျွန်တော်တို့15မိနစ် time frame လေးရဲ့လက်ရှိဖြစ်ပေါ်နေတဲ့15မိနစ် time frame မှာကျွန်တော်ကြည့်အောင်လက်ရှိသွားနေတဲ့ဒီ M15 time frame မှာတော့ market တွေကျွန်တော်တို့ range တစ်ခုအနေနဲ့ဒါသွားထားတဲ့အနေအထားကိုကျွန်တော်တို့တွေ့ရတယ်ဒီမှာကျွန်တော် range တစ်ခုအနေနဲ့သွားထားပြီးမှဒီမှာ for breakout ပြပြီးတော့မှ market တွေပြန်ဆင်းလာနေတဲ့အနေအထားကိုကျွန်တော်မြင်တွေ့ရတယ်အဲ့တော့ကျွန်တော်တို့15မိနစ် time frame မှာကြည့်မယ်ဆိုတော့ကျွန်တော်ရေတိုအနေနဲ့ကျွန်တော်တို့အယောင်းဝယ်လုပ်လို့စောင့်ကြည့်ရမယ့် level တွေကျွန်တော်ဒီနေရာမှာ4139ဝန်းကျင်မှာကျွန်တော်တို့ support level တစ်ခုရှိနေတယ်ပေါ့နော် support level တစ်ခုရှိနေဒါကတော့ကျွန်တော်15မိနစ် time frame ရဲ့ level တစ်ခုပေါ့အဲ့တော့ကျွန်တော်အနေနဲ့ higher time frame ရဲ့ level ကိုကျွန်တော်အဓိကထားကြည့်မယ်ဆိုရင်တော့ခုနကတော့ပြောခဲ့တဲ့4093နဲ့4083ဝန်းကျင်ဒီမှာကျွန်တော်ဘယ်နေရာတွေကကျွန်တော်တို့အတွက်buying signal နဲ့လာပေးမလဲဆိုတဲ့အနေအထားကိုကြည့်မှုလက်ရှိမှာတော့15မိနစ် time lower time frame ဖြစ်တဲ့15မိနစ် time frame မှာတော့ market ဒီ sideways range တစ်ခုအနေနဲ့သွားပြီးတော့မှဒီလက်ရှိမှာတော့ကျွန်တော်တို့ဒီ sideways range ရဲ့ support ကိုဖောက်ဖို့အတွက်လောတယ်မှာတော့အစပြုနေပေါ့နော်အဲ့တော့ကျွန်တော်အနေနဲ့ကြည့်မယ်ဆိုရင်လက်ရှိ market structure ရဒီရှေ့မှာရှိတဲ့ previous swing high level ကို market ဒီ fall breakout ပြပြီးတော့မှကျွန်တော်15မိနစ် time frame မှာ down trend structure တစ်ခုသာဆက်လက်ပြီးတော့မှကျွန်တော်ပုံဖော်ခဲ့မယ်ဆိုရင်တော့ကျွန်တော်တို့စောင့်နေတဲ့ higher time frame ရကျွန်တော်တို့ key level တွေကိုဒါရောက်ရှိလာနိုင်တယ်ပေါ့နော်အဲ့တော့ကျွန်တော်တို့ဒီလက်ရှိသွားနေတဲ့market structure ကျွန်တော်4 hour 1 hour မှာ market ဒီ trend market structure ကိုသွားနေတာဖြစ်တဲ့အတွက်ကြောင့်မလို့ကျွန်တော်တို့အနေနဲ့ကဒီဘိုင်းစုံတွေမှာကျွန်တော်တို့စောင့်ပြီးတော့မှ bullet reversal ပြတာစောင့်ပြီးတော့မှကျွန်တော်တို့ set up ဝင်မယ်ဆိုရင်တော့ပို့ပြီးတော့မှ safe ဖြစ်နိုင်တယ်ပေါ့နော်။ Okay အဲ့တော့ဒီ higher time frame ရဲ့ကျွန်တော်တို့ key level နားမှာရှိမှဆိုရင်ဒီနေရာမှာကျွန်တော်4100ဝန်းကျင်မှာကျွန်တော်တို့ liquidity level တစ်ခုအနေနဲ့ဒါရှိနေတယ်။အဲ့တော့ဒီ HUSD အတွက်ကျွန်တော်တို့ဘိုင်းယာတွေစောင့်ကြည့်တဲ့ဈေးတန်းဒီကျွန်တော်တို့ဒီမှာ liquidity ယူပြီးတော့မှကျွန်တော်တို့4093ဝန်းကျင်ကနေမှ market တွေကျွန်တော်တို့အတက်ဘက်ကိုသွားနိုင်မလားသို့မဟုတ်ကျွန်တော်တို့4083
ဝင်းကျင်ကနေ market ဒီ reversal ပြပြီးတော့မှကျွန်တော်အတက်ဘက်ကိုဒါဆက်လက်သွားမလားဆိုတာကိုတော့ကျွန်တော်ဒီ higher time frame ရဲ့ key level ဈေးတန်းတွေရောက်တဲ့အခါမှာကျွန်တော်တို့ဒီ bullish reversal ပြမလားဆိုတော့စောင့်ကြည့်ပြီးတော့မှ aware entry အတွက်ကျွန်တော်တို့အသုံးပြုလို့ရတယ်အဲ့တော့target အနေနဲ့ကြည့်မယ်ဆိုရင် market ဒီ1 hour 4 hour ရဲ့advanced structure တစ်ခုကအတက်အားကောင်းခဲ့မယ်ဆိုရင်ကျွန်တော်ရောက်သွားနိုင်တဲ့ဈေးတန်းအနေထားကြည့်မယ်ဆိုရင်ကျွန်တော်တို့ဒီနေရာမှာကျွန်တော်4230ဝန်းကျင်မှာတော့ဒါ first target အနေနဲ့ကျွန်တော်ယူဆလို့ရနိုင်တဲ့ resistance level တစ်ခုကျွန်တော်တို့ရှိနေတယ်အဲ့တော့ကျွန်တော်ဒီ key level တွေကနေမှ market တွေကျွန်တော်တို့ဘိုင်းခွင့်ရေးပေးလို့ဈေးတက်အားကောင်းခဲ့မယ်ဆိုရင်ကျွန်တော် first target အနေနဲ့ကျွန်တော်တို့4200ကျွန်တော်30အထိဒါtarget အနေနဲ့ကျွန်တော်ယူနိုင်ပြီးတော့မှဆက်လက်ပြီးတော့မှကျွန်တော်တို့ advance ဆက်လက်အားကောင်းခဲ့မယ်ဆိုရင်တော့ကျွန်တော်4330ထိဝန်းကျင်ထိဒါဈေးတန်းကရောက်ရှိသွားနိုင်တဲ့အနေအထားလို့ကျွန်တော်အနေနဲ့ဒါသုံးသပ်တယ်ပေါ့နော်။ Okay အဲ့တော့10လာရဲ့အနေနဲ့ကကျွန်တော်တို့စောင့်ကြည့်ရမယ့်ဈေးတန်းဒီ higher time frame ရဲ့ဒီ retracement level တခုဒီကျွန်တော်တို့ဒီမှာရှိနေတဲ့ overall downtrend တခုရဲ့ retracement level တခုဆက်လက်သွားခဲ့မယ်ဆိုရင်ကျွန်တော်တို့10လာတွေအနေနဲ့စောင့်ကြည့်ရမယ့်ဈေးတန်းဒီကျွန်တော်ခုနကတော့ကျွန်တော် fine entry အတွက်first target အနေနဲ့ကျွန်တော်တို့ထားတယ်4230မှာဒါ very reversal ပြမလားဒါမှမဟုတ်ရင်ကျွန်တော်4330ဝန်းကျင်မှာဒါ very reversal ပြမလားဆိုတဲ့အနေထားနဲ့ကျွန်တော်ဒီ key level တွေမှာစောင့်ကြည့်ပြီးတော့မှကျွန်တော်တို့10လာတွေအတွက်ဒါ10 entry ဒါရနိုင်တယ်ပေါ့နော်။ Okay အဲ့တော့ကျွန်တော်တို့ဒီလက်ရှိမှာ market ဒီbuying side ဘက်ကိုအရှင်သွားမလားဒါမှမဟုတ်ဒီဝန်းကျင်ကနေအတက်အားကောင်းခဲ့လို့ကျွန်တော်တို့4230ထိဝန်းကျင်လေးဒါဆက်သွားမလားဆိုတော့ကျွန်တော်တို့ lower time frame တွေရဲ့ market structure အနေထားကိုကြည့်ပြီးတော့မှကိုအသုံးပြုနေတဲ့ကိုယ့်ရဲ့ trading strategy နဲ့ပေါင်းဆက်ပြီးတော့မှကျွန်တော်တို့အယောင်းဝယ်တွေဒါစဉ်းစားပြီးတော့မှ entry ဝင်နိုင်ပါတယ်အဲ့တော့10ရာတွေအနေနဲ့ကတော့ကျွန်တော်တို့4230ဟို4300ကျွန်တော်30ဝန်းကျင်မှာဘယ်နေရာတွေကကျွန်တော် market reversal ပြပေးနိုင်မလဲပေါ့နော်ပြပေးနိုင်မယ်ဆိုရအနေထားရှင်မှာရှိတယ်အဲ့တော့ကျွန်တော်ဒီဒါတော့ဆဲဆုံးအတွက်ကတော့ကျွန်တော်4230ဝန်းကျင်ကဒါပထမဆုံးစောင့်ကြည့်တဲ့ဒါဆဲသားတွေအတွက်ဒါဆဲဆုံး level တစ်ခုလို့ကျွန်တော်အနေနဲ့ယူဆတယ်ပေါ့နော်။ Okay အဲ့တော့ကျွန်တော်ဒီသုံးသက်ချက်လေးကနေမှမိတ်ဆွေတို့အတွက်ဒါအကျိုးမြတ်အစုံတရားဒါရှိနိုင်မယ်လို့မျှော်လင့်ပါတယ်အားလုံးပဲအကျိုးမြတ်ရတဲ့ trader များဖြစ်ကြပါစေအားလုံးကျေးဇူးတင်ပါတယ်ခင်ဗျာ